ဒီအချက်လက်တွေကို radio ကလွှင့်နေတယ်လို့မျိုးပြောနိုင်ုံနဲ့ customer ကဝေတာမဟုတ်ပါဘူးအယောင်သမားအများစုလုပ်လို့ရှိတဲ့အမှားတစ်ခုကိုကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်လူတော်တော်များများကိုယ့်ရဲ့ product ကောင်းတယ်ဆိုရုံနဲ့ specification ဆိုတဲ့အချက်လက်ကိုချပြအောင်နဲ့ customer ဝယ်လိမ့်မယ်လို့ထင်တယ်အမှန်တော့ဒီအချက်လက်တွေကို radio ကလွှင့်နေတယ်လို့မျိုးပြောနိုင်ုံနဲ့ customer ကဝယ်တာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ခိုင်မာတဲ့ customer ဒီပစ္စည်းရဲ့အချက်လက်တွေကိုဝေတာထက်ကိုမိတ်ဆွေရဲ့ယုံကြည်မှုနဲ့ခံစားချက်ကိုဝေတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေစီမှာပထမအဆုံးရှိရမယ့်ခိုင်မာတဲ့ customer တွေမိတ်ဆွေကိုတူဖြစ်တယ်။မိတ်ဆွေကိုယ်တိုင်ကဒီ product ကိုလေးလေးနက်နက်မသုံးဘူးထူးခြားမှုအာရုံခံပြီးတော့မသုံးဘူးဆိုလို့ရှိရင်အသက်မပါတဲ့အယောင်သမားလိုဖြစ်နေလေ။လူတွေကပစ္စည်းကိုဝေတော့မယ်ဆိုရင်ရောင်းတဲ့လူရဲ့မျက်လုံးအမူအရာကိုကြည့်တယ်။အဲ့တော့ရောင်းတဲ့လူကပြောပြဆိုပြတဲ့အချိန်မှာအသက်မပါတဲ့ခံစားမှုတွေနဲ့မျက်လုံးတွေကိုကြည့်နေတဲ့အခါမှာအမှန်တရားကိုဖုံးကွယ်လို့မရအောင်။အဲ့တော့ကိုရောင်းတဲ့product ကိုဝယ်ခြင်းစိတ်ရှိလာအောင် customer ကိုကျွန်တော်တို့ဘယ်လိုမျိုးမျှဝေမလဲရိုးရိုးလေးပါပဲမိတ်ဆွေကိုယ်တိုင်ဒီ product ကိုအယူမှုသုံးဆွဲတဲ့ customer ဖြစ်နေဖို့ပဲလိုတာကျွန်တော်အတွေ့အကြုံအရလူတွေဝယ်ခြင်းစိတ်ရှိလာအောင်မျှဝေတဲ့အတွေ့အကြုံနှစ်ခုဒီဗီဒီယိုမှာပြောပြမယ်ဆိုတော့ပထမဆုံးကောင်းကြီးငချက်ကရတဲ့ဥပမာတစ်ခုဒီနေ့ကျွန်တော်တို့မနက်စာနဲ့ကောင်းကြီးငချက်လှုပ်ရှားတယ်အဲ့ဒီအချိန်မှာပဲငချိပေါင်းပေးတဲ့လူကကျွန်တော်လာရောင်းတာမဟုတ်ကိုယ်တိုင်ခံစားမိတဲ့အတွေ့အကြုံဒီလိုမျိုးလာပြောတယ်ဗျ။ तू ကပြောတော့အခုလိုပေါင်းလိုက်တဲ့ကောင်းကြီးစံလုံးရဲ့အရေးကောင်ကတင်းပြီးတော့နေတာ။ကိုက်လိုက်တဲ့အချိန်မှာစက်ခနေမိတဲ့အထီကိုထူချတယ်။ဒီလိုပြောလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့အမြင်နဲ့ကျွန်တော်ရဲ့အကြားအယုံကအဲ့ဒီကောင်းကြီးစံလုံးကိုက်လိုက်တဲ့ image ကိုခါရမြင်သွားတာ။ကျွန်တော်လည်းအဲ့ဒီခံစားမှုဥဆက်သွားတယ်ကို။ तू ကပစ္စည်းကောင်းတယ်ဝယ်ပါလို့တခေါမှမပြောရသေးဘူးနဲ့ကျွန်တော်စားမိလိုက်တယ်လို့မျိုးခံစားသွားတယ်။ဒါက तू ကိုယ်တိုင်ခံစားမိတဲ့အတွေ့အကြုံကိုပြောလိုက်ရုံနဲ့တစ်ဖက်လူကစားကျင်စိတ်ဖြစ်အောင်ဒီကိုမျှဝေလိုက်တဲ့အချက်လက်တွေဖြစ်တယ်။တကယ်တော့ဒီလို sharing လုပ်လိုက်ရုံနဲ့ marketing ကအောင်မြင်သွားတယ်။အတွေ့အကြုံရဒုတိယတစ်ခုကလည်းတော်တော်လေးကောင်းပါတယ်။ဆိုအဲ့ဒါကတော့ coffee ပေါ့။ကျွန်တော်အယုံကြောအားနေတယ်ခေါင်းကိုက်တယ်တစ်လမှ2ချိန်လောက်ဖြစ်တယ်။ကားမူးတယ်။ကျမကြီး coffee တခုကိုကျွန်တော်တောက်တယ်။တောက်တဲ့အခါမှာအဲ့ဒီပြဿနာတွေကလုံးဝကောင်းသွားတယ်။ဒါပေမဲ့အဲ့ဒီ coffee ကိုကြိုက်လို့တောက်တာမဟုတ်ဘဲနဲ့2015တုန်းကကျွန်တော်ကိုလာပြီးတော့ coffee ကန်းလန်းတဲ့လူတယောက်ကနေပြောပြလိုက်တဲ့အချက်တွေကြောင့်ကျွန်တော်တောက်ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေက coffee တောက်လေတောက်ထက်မရှိဘူး။ကျွန်တော်တို့ဘဝမှာ coffee တောက်မယ်ဆိုတဲ့အသွေးမျိုးတစ်ခါမှမတွေးဘူး။ဒါပေမဲ့အဲ့ဒီနေ့တရက်မှာကျွန်တော်မိတ်ဆွေကလာပြီးတော့ကျွန်တော်ဘာပြောလဲဆိုတော့သူပြောလိုက်တာလေအရန်ကောင်းတယ်နော်ကျွန်တော်မိတ်ဆွေကိုကျွန်တော် sharing လုပ်ပေးမယ်။ဒီ coffee တောက်မယ်ဆိုလို့ရှိရင် coffee ခွက်ကိုရေနွေးကျင်းလိုက်။ရေနွေးနဲ့ကျင်းလိုက်တဲ့အခါမှာ coffeeခွက်ကပူနွေးလာပြီးတော့ coffee ရဲ့ quality ကိုလည်းပို့ပြီးတော့ကောင်းမွန်စေတယ် coffee ရဲ့အရည်အသွေးကိုလည်းပို့ပြီးတော့ထိမ့်ပေးရရောက်တယ်ပြီးမှ coffee ကိုထက်အဲ့ဒီအချိန်မှာ Brazil coffee အနံ့တွေကတင်းပြီးတော့ဖြစ်သွားမယ်အဲ့ဒီ coffee ကိုပထမအဆုံးမျိုးချလိုက်တဲ့အချိန်မှာဖြစ်ဖြစ်ချင်းပဲမျိုးချလေချောင်းလေးမှာဖြတ်သွားတဲ့ဒီ coffee ရဲ့အရသာကိုခံစားပြီးတော့တောက်ကြည့်ကျမ်းမာရေးကောင်းတဲ့အပြင် coffee ရဲ့အရသာပါတိတ်သွားလိမ့်မယ်အဲကျွန်တော်ကအဲ့ဒီခံစားမှုချက်ချင်းခံစားလိုက်ရတော့ခံစိတ်ထဲမှာဖြစ်မိတယ်ဒါဆိုဘာဖြစ်သွားလဲအဲ့တော့ပထမဦးဆုံး customer သူတို့ကိုယ်တိုင်ဖြစ်ခဲ့တဲ့အတွက်ကျွန်တော်တို့ခံစားစီတယ်ပြောချင်တာကဒါနဲ့ကျွန်တော်ဒီ coffee ကိုဝယ်တယ်သုံးဆွဲတယ်ပေါ့နော်ဒါကတော့ထားလိုက်ပါဒါဆိုရင်မိတ်ဆွေတို့သတိထားမိလားအယောင်ဆိုတာ product တစ်ခုရဲ့ specification ကိုဖြောက်နေတာမဟုတ်ပါဘူးကိုယ်တိုင်သုံးဆွဲတဲ့အခါမှာငါအတွက်ဘာထူးခြားမလဲဘာပြောင်းလဲမလဲဆိုတဲ့အချက်ကိုအရင်ရှာတာဖြစ်ပါတယ်ဘာထူးခြားမလဲဆိုတဲ့အချက်ကိုအရင်ရှာတာဖြစ်ပါတယ်ပြီးရင်အဲ့ဒီခံစားမှုအမှန်တရားကိုတစ်ဖက်လူစီကိုစေတနာနဲ့ကူးဆောင်ပြောတတ်ဖို့လိုတာဖြစ်ပါတယ်ဒါအမှန်တရားဖြစ်တယ်ဆိုတော့ဒါလေးလှုပ်လိုက်ရုံနဲ့တစ်ချိန်လောက်စူးစမ်းလိုက်ရုံနဲ့တစ်သက်လုံးဒီ formula သုံးလို့ရမိတ်ဆွေတို့ရောတကယ်တော့အယောင်သမားတယောက်ဖြစ်ခဲ့မယ်ဆိုရင်ကိုအယူမှုသုံးဆွဲထားတဲ့ product တစ်ခုရဲ့အချက်လက်တွေကိုကိုယ့်ရဲ့ customer တွေကိုချပြပြီးပြီလား comment ထဲမှာရေးခဲ့ပေးပါဦး Sales Marketing 10စုနှစ်ကျော်အတွေ့အကြုံရဲ့နောက်ထပ် video တွေကိုမျှဝေဖို့ရှိတဲ့အတွက် follow လုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ခင်မောင်ပါ